သူ့နာမည်က Walter Hartwell White ဖြစ်ပါတယ်ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီးဓာတုဗေဒရဲ့သက်ဆိုင်တဲ့နိုဘယ်ဆုတစ်ခုကိုလည်းရလာပါတယ်နိုဘယ်ဆုရလာတဲ့အထိပညာတတ်ဖြစ်ပေမဲ့နာမည်ကြီးထမင်းငန်းဆိုတဲ့အတိုင်းခုချိန်မှာတော့အကြောင်းမျိုးကြောင့်အလဲတန်းကျောင်းတစ်ကျောင်းရဲ့ဓာတုဗေဒဆရာအဖြစ်အသက်မွေးဝမ်းပြုနေပါတယ်မစ္စတာဝိုက်မှာတာရတဲ့မိသားစုတွေတစ်ခုရှိပြီးမိန်းမဖြစ်သူကတော့ Skylar White ဖြစ်ကကိုယ်ခွန်လလည်းရနေပြီဖြစ်ပါတယ်တားဖြစ်သူကတော့ Walter Jr ဖြစ်ပြီးမွေးရပါအုံတော့လေးဖြတ်ထားတဲ့ယောဂကိုခံစားနေရပါတယ်မိသားစုစာဝတ်နေရေးနဲ့ Junior ရဲ့ဆေးသေးက Walter ရဲ့ကျောင်းအပေးရလာခံနဲ့ဘလို့မှမကမိဖြစ်နေပါတယ်အဲ့ဒါကြောင့် Walter အကျောင်းအပြည့်ကားစီဆိုင်မှာအချိန်ပိုင်းလုပ်ဆင်ရပါတယ်ဒီနေ့မနက်မှာတော့ Walter Jr ရေဘူးမရလို့ဆိုပြီးရေဘူးဆက်စစ်ဝယ်တိုက်ပေးဖို့သူ့မိဘတွေကိုပူတာနေပါတယ်မနက်စာတော့ဝါသား6တူးနဲ့ပဲပတ်စံချွေတာနေရတဲ့ White တို့လင်များတော့ရေဘူးဆက်တစ်နဲ့ပတ်သက်ပြီးသူ့သားကိုစကားလမ်းကြောင်းလွှဲနေရပါတယ် White တို့သားအဖတကြောင်နဲ့တူတူဖြစ်ပြီးကြောက်လည်းနေတိုင်းတူတူသွားပါတယ် Walter White ကစာတင်တိုင်းကိုဖီရင်ပြီးတကြားပေးလေးရှိပေမဲ့သူစာတင်တာကိုလီးမထားတဲ့ကျောင်းသားတွေကြောင့်အမြဲစိတ်ညစ်နေရတတ်ပါတယ်အပေါ်ဝင်ငွေအတွက်ကျောင်းအပြန်တိုင်းကားစီစားတစ်ခုမှကက်ရှာအလုပ်ကိုအချိန်ပိုင်းဝင်လုပ်ပါတယ်ကားစီကော်ပါရှီကတော့ဘောတန်ဖြစ်ပြီးဒီနေ့မှာတော့သူ့အလုပ်သမားတယောက်လှုပ်ထွက်သွားလို့ Walter White ကိုကားရီတော်စီပေးဖို့ဖိအားပေးပါတယ်ကက်ရှာအလုပ်နဲ့လုံးဝင်ထားပေမဲ့ကားရီတုံနေရတဲ့ Mr. White ကိုသူ့တန်းထဲကကျောင်းသားတွေတွေ့တော့လှောင်တာခံရပါတယ်ဒီနေ့က Walter White ရဲ့အသက်50ပြည့်မွေးနေ့ဖြစ်ပြီးအသီးမိတ်ဆွေအချို့လည်းမွေးနေ့ပါတီအတွက် Walter White ရဲ့အိမ်ကိုရောက်နေပြီဖြစ်ပါတယ်အိမ်မိတ်ဆွေတွေထဲမှာ White ရဲ့မိသားစုဝင်ပဲဖြစ်တဲ့လင်မယားနှစ်ယောက်လည်းရှိပါတယ်သူတို့ကတော့ Hank Schrader နဲ့ Mary Schrader တို့ဖြစ်ပါတယ်လက်ရှိမှာတော့ Hank အမေရိကန်မွေးဆေးဝါးနေနေအထူးတပ်ဖွဲ့ကအထူးကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်စကားကြွယ်ပြီးလူတွေလည်း Hank သူ့ရဲ့မယားညီကိုဖြစ်တဲ့ Mr. White မွေးနေ့ကိုပျော်ပျော်ကြီးဦးဆောင်ကျင်းပပေးနေပါတယ်နောက်ပြီး TV မှာ methamphetamine လို့ခေါ်တဲ့မူရဲဆေးတွေဖမ်းမိတာတဲ့တည်းကမွေးနေ့ပါတီတစ်ခုလုံးအာရုံဖမ်းသားသွားပါတယ်အဲ့ဒီမှုဦးဆောင်ခဲ့သူကတော့ Hank ပဲဖြစ်ပြီးပြစ်ခတ်မှုမရှိပဲမချက်တဲ့နေရာကိုအငိုက်ဖမ်းနိုင်ခဲ့ကြောင်းသူ့မိသားစုဝင်တွေကိုပြပနေပါတယ်မတ်တင်နဲ့အတူဒေါ်လာ9သိန်းလောက်ကိုလည်းဖမ်းမိထားတာဖြစ်လို့ပတ်စံရည်လိုဝင်တဲ့အမှားပွဲချက်ကို Walter White စတင်တတိထားမိလိုက်ပါတယ်မွေးနေ့ပါတီပြီးလို့ညဘက်ရောက်မှာတော့ Skylar ဟာပစ္စည်းဟောင်းလေးတွေကိုလေးနဲ့တရားရင်သူ့ယောက်ျားကိုပတ်စံချွေတာဖို့မှာနေပါတယ်နောက်ပြီးကြောင်းဘက်ရက်မှာရေချိုးခိုင်းရဲ့နောက်ဖက်ကိုလည်းစေးတုပ်ထားပေးဖို့ Skylar ထပ်မှာပါတယ်တရက်မှာတော့ Mr. White ရေဆေးခေါ်မှာလှုပ်စင်းနေချောင်းတဟိုးနဲ့မူးလဲသွားပါတယ်အရေးပေါ်ရင်ပေါ်ရောက်မှာတတိပြန်လာတဲ့ White ဟာဆေးရုံရောက်ရင်ပတ်စံကုန်ပါတီလို့ဆေးရုံမတက်ရဖို့ညံစင်နေပါတယ်ဒါပေမဲ့ဆေးရုံရောက်လို့စစ်စစ်ကြည့်တော့သူ့ဘဝကိုတစ်ထစ်ကြိုးပေါင်းသွားစီမယ်အဖြစ်တကူကို Walter White ကြားလိုက်ရပါတယ်အဲ့ဒါကတော့ခွဲစိတ်ကူးသလို့မရတဲ့အဆုတ်ကင်ဆာဖြစ်ပါတယ် Walter အဲ့အကြောင်းကိုကြားလိုက်တော့ခေါင်းထဲမှာအတွေးရည်နဲ့ထိုင်မိုင်းသွားပါတယ်အဆုတ်ကင်ဆာအရှင်းပြဖို့မဖြစ်နိုင်ပေမဲ့ဓာတ်ရုပ်အနေနဲ့ဆေးကူးရင်နှင်းနှဲငယ်လောက်အသက်ဆက်ရှင်နိုင်တဲ့ကြောင့်ဆရာဝန်ကပြောပြနေပါတယ် Walter White ကသူ့ယောဂအကြောင်းသိပြီးကြတဲ့မှိုင်တွေထိုင်းမိုင်းနေပြီးဘောတန်နဲ့လည်းစကားများကားရေးစီခေါ်နေလှုပ်ထွက်လာပါတယ်ငကိုတွေကအလုံးမဲ့နေမိန်းမလီဖန်းနေရဲ့သားဆေးကြီးသူတို့မိသားစုတွေထက်ရောက်လာတော့မဲ့ကလေးလေးနဲ့အခုတက်တိုးလာတဲ့သူ့ရဲ့ယောဂ Walter အတွက်အသက်ရှူချက်စေပါတယ်ရုတ်တရက် Mr. White ကသူ့မယားညီကိုဟဲ့ကိုဖုန်းဆက်ပြီးမနေ့ကကြာရင်မန်ချက်စတာတက်ခွဲခန်းကိုသူလိုက်ကြည့်မဲ့အကြောင်းလမ်းပြောပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့မန်ချက်တဲ့နေရာတနေရာကိုဖမ်းဖို့ဒီကြီးကတိတ်ဆိတ်စွာရောက်ရှိနေပြီဖြစ်ပါတယ် Walter White ရဲ့တက်ခွဲခေါက်လေးလာဦးပါလာပြီဖြစ်ပြီးဟန်နဲ့သူ့ရဲ့လက်ထောက်ကတော့အထက်ကဆေးချက်နေရဲ့ကောင်ဘာလို့မလဲဆိုတော့လောင်းကစားလုပ်နေပါတယ်ဒီကြီးအဖွဲ့ဝင်တွေကတော့ဆေးချက်ရဲ့တက်ခွဲခေါက်ဝင်စီပြီးအေးဆေးလေးမန်ချက်တဲ့ငန်းတွေကိုဝိုင်းဖိုင်နေကြပါတယ်ဟန်တို့လည်းလာလာခဲ့ပြီး Mr. White ကတော့ကားထဲမှာကျန်နေခဲ့ပါတယ်အဲ့ချိန်အနားအိမ်လုံးပေါ်ကနေခုန်ချလာတဲ့ကော့ချောင်းနဲ့ကောင်လေးတယောက်ကို Walter White တွေ့လိုက်ပါတယ်သူကတော့ Jesse ပဲ့မှန်ဖြစ်ပြီး White ရဲ့အတန်းထဲကအပေဒီကျောင်းသားတယောက်လည်းဖြစ်ပါတယ်ပဲ့မှန်ကတော့အဲ့ညာနေကားမောင်းထွက်ပြေးသွားပြီး Mr. White ကတော့ပဲ့မှန်ရဲ့ကားနံပါတ်ကိုလိုက်မှတ်ထားပါတယ်လူနဲ့ညဘက်ရောက်တော့ White ဟာ Jesse ရှိမဲ့အိမ်ကိုရောက်လာခဲ့ပြီးသူတယောက်ထဲလာခဲ့တာဖြစ်ကြောင်းနဲ့သိချင်တာတစ်ခုရှိတဲ့အကြောင်းပြောပြပါတယ် Jesse ကအန်ကန်ကိုလို့ခေါ်တဲ့ကလောင်နာမည်နဲ့မတ်တွေကိုအမှောင်ခိုလုံးနေရ White ကတီးပါတယ်methamphetamine အကြောင်းလည်းသိချင်လို့ဆိုပြီးမေးနေပေမဲ့ Jesse က White ကိုမယုံသေးရလို့ကိုယ့်လက်ကြောင်ဘက်လုပ်နေပါတယ်ခုချိန်မှာတော့ Jesse ကသူ့ရဲ့တွဲဖက်အမန်လီယိုနဲ့မတ်ချက်တဲ့တက်ခွဲခန်းအောင်လည်းဆုံးရှုံးထားပြီးမလို့တစ်ကနေပြန်စားရတော့မှာဖြစ်ပါတယ်နောက်ပြီးသူ့ကိုအမြဲစုသုံးမနဲ့တက်တဲ့ဆရာတယောက်စီကနေမထင်မှတ်ထားတဲ့စကားတွေကိုကြားလိုက်ရပါတယ်အဲ့ဒါတော့ဓာတုဗေဒကိုရေလဲကျွမ်းတဲ့သူ့ဆရာမက်လောကကိုတီးတဲ့ Jesse နဲ့အတူ methamphetamine ကိုဖန်တီးမဲ့ဆိုတဲ့စကားဖြစ်ပါတယ်အရာလုံးဆုံးရှုံးထားတဲ့ Jesse ကမတ်ချက်တာကိုဆက်မလုပ်တော့ဖို့ဆုံးဖြတ်ထားပေမဲ့ပတ်စံအောင်အမြဲလုံးနေတဲ့ White ကသူ့တပည့်ကိုသဘောမတူရင်ရဲတိုက်မယ်ဆိုပြီးကြက်ကိုင်းပါတယ်တစ်ဖက်မှာတော့ Skylar သူ့ညီမ Mary နဲ့အတူလေလံရောင်းတဲ့ပစ္စည်းတွေကိုထုတ်ပိုးနေပါတယ် Mary ကတော့အခုရက်ပိုင်းအရင်ထက်ပိုတိတ်ဆိတ်နေတဲ့ White ကိုအဆင်ပြေလားဆိုပြီး Skylar ကိုမေးနေပါတယ် Skylar ကတော့အသက်50ပြည့်ပြီလို့အသက်ရွယ်စကားပြောနေရပါဆိုပြီးသူ့ညီမကိုပြောပြနေပါတယ်အဲ့ချိန် White ကတော့ Jesse နဲ့အတူမတ်ချက်ဖို့လိုအပ်မဲ့ဓာတုပစ္စည်းတွေကိုကျောင်းစတိုခန်းနဲ့တွားယူနေပါတယ်အောက်ခြေလုံးဖတ်မှုအငွေ့ကမတ်စားတဲ့ပစ္စည်းကိုဖာတဖာနဲ့ထည့်ပြီး Jesse ရဲ့အိမ်ကိုရောက်ချလာပါတယ် Jesse ကသူ့မိဘအိမ်နဲ့မနေပဲဆုံးသွားပြီဖြစ်တဲ့သူ့တော်ရဲ့အိမ်မှာပဲနေပါတယ် Mr. White ကသူယူလာတဲ့ဖန်မှုကြီးတွေကို Jesse ကိုပြနေပြီး Jesse ကတော့ဒူးတွေတာနဲ့ပလင်းနဲ့ပဲချက်လေးရှိကြောင်း White ကိုပြောပြနေပါတယ် White ကတော့အပူပေးလို့မရတဲ့ဖန်မှုကိုအပူပေးလို့သူ့စားတဲ့နေချင်းဘာတစ်ခုမှလိုက်နာမထောင်နေဘူးလားဆိုပြီးသူ့တဲ့ဘက်ကိုလမ်းကြောင်းစုနေပါတယ် Jesse တော့မတ်ချက်တာအမှုပညာတစ်ခုဖြစ်ပြီးသူချက်တာတွေကအကောင်းဆုံးဖြစ်ကြောင်းပြောပြနေပေမဲ့ White ကတော့ Jesse ရဲ့စုပ်ပက်နေတဲ့တက်ခွဲခန်းကိုမြင်ခဲ့ပြီးလို့တေချာပေါက်စုပ်ပက်နေတဲ့အညံ့သားမတ်တွေပဲဆိုပြီးပြောဆိုနေပါတယ်နောက်ပြီးသူခုပန်ဒီမဲ့မတ်တွေကတန့်ရှင်းပြီးအကောင်းဆုံးမတ်တွေဖြစ်မဲ့အကြောင်းနဲ့ Jesse ရဲ့တင်ဂီတာဖြစ်တဲ့ငုတ်တီးမဟုတ်လဲထိုက်သုံးတော့မှာမဟုတ်ကြောင်းပြောပြပါတယ် White ကဓာတုဆရာဆိုတဲ့အတိုင်းသူတို့ခုလုံးမဲ့ပစ္စည်းတွေကအစိတ်တောက်တွေဖြစ်နိုင်တာမျိုးအကာအကွယ်ဝတ်စုံတွေ mask တွေပါယူလာတော့ပေါ့ပပနေတဲ့ Jesse နဲ့စကားတွေများနေပါတယ်နောက်ပြီးမတ်ချက်ရင်ထွက်လာမဲ့အငွေ့အနက်သက်တွေကြောင့်မြို့တယ်ဘလို့မှချက်မရတာမလို့ဘယ်မှာချက်ရမလဲဆိုပြီးညီလိုက်ချကြပါတယ်
ဂျက်စီကတော့ RV ကားနဲ့ကဏ္ဍရတယ်သွားချက်မဲ့တခုတီတော့နီလန်ပြောပြပါတယ်။ RV ကားနဲ့မတ်ချက်မဲ့ဆိုရင်ရွေလာတော့ခက်ခန့်လို့ဖြစ်နေမှာမလို့ကြိုက်တဲ့နေရာမှာကြိုက်တဲ့လောက်ချက်နိုင်ပြီးရဲရဲလာကနေရှောင်ဖို့လည်းအကောင်းဆုံးနီလန်ဖြစ်ပါတယ်။ဂျက်စီမှာ RV ရောင်းမဲ့ပေါ်လာလည်းအသင်ရှိနေမလို့ RV ဝယ်ဖို့အတွက်ဝိုင်းဟာသူ့မှာကျန်တဲ့ဒေါ်လာ9000ကိုဘန်ကသွားထုတ်လာပါတယ်။ဂျက်စီကတော့ရိုးသားဖောက်မှတ်တဲ့သူ့ဆရာဘာလို့ဒီလောကထဲအလောတကြီးဝင်ချင်တယ်လဲမေးခွန်းမထုတ်နေပါတယ်။အသက်ကြီးလာမှာစယူဖောက်တဲ့ထင်နေမိပြီမယ်ဝိုင်းကတော့သူ့အသိရှိနေသေးကြောင်းနဲ့ပတ်စံတစ်ခုတည်းကြောင့်ဖြစ်ကြောင်းပဲဖြေပါတယ်။တရက်တော့ဝိုင်းတို့မိသားစုအင်ကြီးဆိုင်တဲ့ဆိုင်မှာဂျူနီယာအတွက်ဘောင်းမီရွေးနေကြပါတယ်။မတန်မစွမ်းဖြစ်နေတဲ့ဂျူနီယာကိုအနားလူငယ်တစုကလိုက်ပေါက်နေရလို့ဝိုင်းတို့မိသားစုနည်းနည်းစိတ်ချုပ်သွားပါတယ်။စကိုင်လာကတော့သွားဖြစ်ချင်းမလို့လုပ်နေပေမဲ့ဝိုင်းကမလုံနဲ့ဆိုပြီးတနေရာကိုထွက်သွားပါတယ်။နောက်မှာတခြားဘောက်ကနေပြန်ဝင်လာပြီးမျက်ဝက်ပြောင်တဲ့ငနေကိုခြေထောက်ကနေဖြတ်ကန်လိုက်ပါတယ်။ဒေါ်လာကြီးနဲ့အသက်50ကျော်အဖိုးကြီးကြောင်မလို့လူငယ်တစ်တိုက်လည်းဘာမှပြန်မလုပ်ပဲစူပါဘုံနဲ့ထွက်သွားမှဝိုင်းတို့မိသားစုစိတ်တဲ့နေသားထိုင်သာဖြစ်သွားပါတယ်။နောက်ရက်မှာတော့လုပ်ငန်းစားဖို့မျိုးပြရဲ့ဝေးတဲ့နေရာကခေါင်တီတီကန်နာတစ်ခုတည်းဆရာတပည့်နှစ်ယောက် RV တစည်းနဲ့ရောက်နေပြီဖြစ်ပါတယ်။ဝိုင်းကတော့အင်ကြီးမှာအနံ့ဆွဲမစိုးလို့အပေါ်ဝတ်တွေအကုန်လုံးချွတ်ပြီးမတ်ချက်တဲ့အလုပ်ကိုစားလုပ်ပါတယ်။ဂျက်စီကတော့အရာရာသူ့အတွက်ထူးဆန်းနေတဲ့ဝိုင်းကိုစိတ်ရင်နေပြီးဗီဒီယိုပါရိုက်နေပါတယ်။ Water White လို့နိုဘယ်ဆုရဓာတုဗေဒပညာရှင်တယောက်အတွက်မတ်ချက်တာအခြေခံအဆင့်လောက်ပဲဆိုပေမဲ့ဝါချစ်ချစ်မီခိုးအောင်နေတဲ့အောက်ကဖန်သားလို့ကြည်လင်းတဲ့ Water White ရဲ့လက်မက်သဖက်တမင်းတွေကဂျက်စီအတွက်တဘဝစာအလှဆုံးမတ်တွေဖြစ်နေပါတယ်။အလားပါဆုံးသောနုပညာလက်ရတွေမို့ဂျက်စီကဝိုင်းကိုချီကျူးနေပြီးထုတ်ဝေအောင်ချဖို့အတွက် Crazy ဆိုတဲ့ဖေးပြိုင်ဘူးလူစီဂျက်စီရောက်လာပါတယ်။နောက်ပြီးသူ့ရဲ့ assistant မတ်ကိုမိတ်ဆက်ပေးပြီးဟိုတလောကမှသူနဲ့ဆက်ချုပ်ပြီးဖမ်းခံလာရတဲ့အမီလီယိုကိုအတင်းတုံနေပါတယ်။ဖြစ်ရှင်တော့အမီလီယိုကဒီနေ့မှထောင်ကနေအာမခံချက်နဲ့လွတ်လာတာဖြစ်ပြီး Crazy ကတော့ချက်တဲ့လူစီခေါ်သွားပေးဖို့ဂျက်စီကိုကြက်ကင်ပါတယ်။ easily စိတ်ပြင်းနေပြီးချက်ဖို့လုပ်နေတဲ့ YC Crazy တို့ရောက်ချလာပါတယ်။အမီလီယိုကသူ့ဖန်းကတော့ဒီရေးနဲ့အတူဝိုက်ကိုပါမြင်ခဲ့ပူတာကြောင့်ဝိုက်ကိုတချို့ထင်ပြီးဂျက်စီကိုဝိုက်ကိုပါတက်ဖို့လုပ်နေပါတယ်။ Water White ကတော့သူ့ချက်နီကိုတင်ပြီးရင်သူတို့နှစ်ယောက်လုံးအသက်ချမ်းသာပေးဖို့ညှိနှိုင်းမှုယူတော့ Crazy ရဲ့လက်ခံလိုက်ပါတယ်။ Jesse ပင့်မှာတော့ထူထောင်းခံလာရလို့မြောက်နေပြီး White ကတော့ Crazy တို့ကိုချက်နီတင်ပေးနေပါတယ်။ခုချိန်ကအသက်ကိုညံစားရတော့မှတည်တဲ့ White ကပောက်ကွဲရပြင်းပြီးအစိမ့်ငွေထွက်လာမဲ့အနီအောင် Phosphorus နဲ့ရုတ်တရက်ပောက်ကွဲအောင်လုပ်လိုက်ပါတယ်။သူကတော့ဘာဖြစ်လာမယ်ဆိုတာကိုသိရမလို့ RV ရဲ့ပြဘက်ကိုအတောက်အမြဲပြီးထွက်သွားပြီးငနေနှက်ကောင်အမြဲနေပိတ်ထားပါတယ်။အထဲမှာကြံခဲ့တဲ့နှက်ကောင်ကတော့အစိမ့်ငွေနဲ့တတိမေ့သွားပါတယ်။ဖြစ်ရှင်တော့အမီလီကိုပြစ်လိုက်တဲ့စီးလိတ်တို့ကြောင့်အပြင်ရမျက်ခြောက်တွေမိလောင်နေပြီဖြစ်ကသူတို့ရှိရဲ့နေရာကိုရဲလာတော့မှ White ကတီးပါတယ်။အဲဒါကြောင့်အစိမ့်ငွေတွေကနေကောက်ဖို့အစိတ်ကမတ်စ်ကိုတက်ပြီးအတက်နိုင်သောအဝေးကိုမှထွက်လာပါတယ်။ဒေါ်ချွေးနဲ့အလောကြီးနဲ့ White ဟာအင်ကြီးတော်ပြန်ပွဲနိုင်တော့ပဲ RVG ကိုအဝေးဆုံးကြီးမှလာနိုင်ခဲ့ပါတယ်။ဘူးနောက်ဆက်ကောင်းလာတဲ့ကားတွေကငွေသက်တွေကြောင့် White လည်း RV ကိုလမ်းမေးထိုးရလိုက်ရပါတယ်။အော်တဲ့လူလူနဲ့သူတို့ရှိရစီလာနေတာရဲကားတွေလိုထင်နေတဲ့ White တယောက်ကိုအဆုံးစီရင်ဖို့ပါတွေးနေပါတယ်။ဒါပေမဲ့မိသက်ကားတွေဖြစ်နေမှာဆရာ White စိတ်အေးသွားပါတယ်။သတိမင်းရဲ့ Jesse လည်းနိုးလာပြီးဘာတွေဖြစ်သွားလဲမင်းတို့ White လည်းဖြစ်ခဲ့တာတွေကိုပြောပြပါတယ်။ဒီနေ့အတွက်ပတ်သက်တာနှင်းဖြစ်ခဲ့ပေမဲ့ပတ်သက်ချနိုင်ခဲ့ပြီဖြစ်ပြီး White ကသူ့မိမရဲ့နဘေးတိတ်ဆိတ်စွာဝင်မေးဆက်နေပါတယ်။ Skylar ကတော့ထူးဆန်းနေတဲ့သူ့အကြောင်းဘာဖြစ်နေလဲမင်းမိမယ် White ကတော့အတန်တိတ်သွားအောင်ချစ်ကြည်နူပေးလိုက်ပါတယ်။